ကျမကတော့ကချင်ပြည်နယ်မိုးကောင်းမြို့နယ်ညောင်ကုန်းကျေးရွာမှာနေထိုင်တဲ့ဒေါ်ညိုညိုတင်ဖြစ်ပါတယ်ရှင်။ကျမအသက်ကတော့42နှစ်ရှိပါပြီ။တာသမီ4ယောက်ရှိပါတယ်။အားလုံးမိသားစုစုစုပေါင်းကတော့6ယောက်ရှိပါတယ်ရှင်။ဟုတ်ကဲ့ကျမကချင်ပြည်နယ်မိုးကောင်းမြို့နယ်ညောင်ကုန်းကျေးရွာပါတော်ခင်ဒီပါလို့အသက်က38နှစ်ပါတာသမီးက3ယောက်ပါမိသားစုစုစုပေါင်း9ယောက်ရှိပါတယ်လို့ဟုတ်ကဲ့ကျမနာမည်ကတော့ဆိုင်းရာပါညောင်ကုန်းကျေးရွာကပါကျမတော့အသက်က31ရှိပါပြီကလေးကတော့မိန်းကလေး2ယောက်ရှိပါတယ်မိသားစုကအကုန်လုံးစုစုပေါင်း4ယောက်ရှိပါတယ်ရှင့်ဒီ project မှာမဝင်ခင်ကတော့ကျမတို့အတိအမေဘဟုတုဒလည်းမရဘူးဆိုတဲ့ခါကျတော့ဒီမရကိုခက်ခဲတာပေါ့နော်ဒီ project ထဲမှာဝင်ပြီးတဲ့နောက်ပိုင်းမှာကျတော့ဒီ project ထဲကဆရာတွေကအမွေစီးပွားရေးနဲ့ဆိုင်တဲ့အမြင်ဖွင့်တင်သားလေးတွေဘာလေးတွေပေးတဲ့ခါကျတော့ကျမတို့ဒီစီးပွားရေးလုပ်တဲ့နေရာမှာအထောက်အကူဖြစ်တာပေါ့ဟုတ်ကဲ့အမြင်ဖွင့်တင်သားလေးတွေလည်းရရှိရပေါ့ပြီးတော့ထောက်ပံ့ကြေးတွေလည်းရရှိထားပါတယ်အဲ့မှာကိုဖပငွေနဲ့တော့ကိုပါလို့ရမယ်ဆိုတော့တို့စက်ကလီယာလေးတွေပေါ့အစာအုပ်တွေဘောပန်တွေတစ်တာလေးတွေပေါ့အဲ့လိုမျိုးတွေဖပမှုတွေတော့ရရှိထားပါလေရှင့်ကျမတို့ကဒီ project တွေကရတဲ့ထောက်ပံ့ငွေလေးနဲ့ပေါ့နော်မတင်ငွေလေးကိုကျမတို့ကပထမဦးဆုံးကကြတော့ကျမတို့ရွာမှာမရှိတဲ့တီးနံထွက်ကုန်တွေပေါ့နော်ဟိုမလေးရနေဓာတ်ရိုက်ပွဲယုံကနေဝယ်မှကျမတို့ရွာမှာကျမတို့ရွာထဲမှာရက်ရွာထဲမှာပေါ့နော်အဲ့ဒါဈေးဆိုင်မှာလည်းဖောက်တယ်ပေးတယ်ဟိုဖကန်းတို့ဘာလို့ကားမိုင်းတို့မှာလည်းတခြားမြို့ကိုလည်းဖောက်တယ်ပေးတယ်ပေါ့အပြင်ဒီကစားသုံးလူလေးတွေကိုလည်းပိတ်တာချင်းတပိတ်တာနှစ်ပိတ်တာအမျိုးလဲရောင်းပေးတယ်ပေါ့နော်ဥမာလက်လီလက်ကားလည်းရောင်းပေးတယ်ပေါ့ပြည့်စက်အစင်မပြေတဲ့လူတွေဆိုလဲကျမတို့ကတပတ်ဆိုင်နဲ့အဲ့လိုမျိုးပေါ့နော်အကျွေးစနစ်လည်းပေးတယ်ပေါ့အဲ့ဒါပြီးလို့ရှိရင်ကျမတို့ကဒီလုပ်ငန်းကိုနေ့တိုင်းဝင်ငွေထွက်ငွေနဲ့ပေါ့နော်ဝင်ငွေထွက်ငွေကိုလည်းစီးရင်စရနဲ့ကောင်းမွန်လုပ်ပါတယ်လို့ကျမတို့3ယောက်စလုံးအဖွဲသား3ယောက်စလုံးဒီငွေလိုက်အောင်အဖွဲတစ်လုံးကပေါ့နော်စိတ်တူကိုယ်တူနဲ့သဘောတူကောင်းမွန်နဲ့လုပ်ပါတယ်လို့အဲ့ဒါပြီးလို့ရှိရင်တလားကိုလည်းတပတ်တလားကိုတစ်ကြိမ်ကျမတို့ဝင်ငွေထုတ်ငွေလည်းစရင်ရှုပ်ပါတယ်လို့ပြီးလို့ရှိရင်ဒီဟိုဘက်ကထွက်တဲ့လုပ်ငန်းကိုဒီမှာမရှိတဲ့တီးနှံကိုဟိုဘက်ကနေတင်ပို့ပြီးတဲ့နောက်မှာအခုကလမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့ခါကျတော့ကျမတို့ဒီရွာတွေကထွက်တဲ့တီးနှံလေးကိုကျမတို့ဒေတာတွေကထွက်တဲ့တီးနှံရာသီပေါ်တီးနှံကိုလည်းကျမတို့ကဟိုရန်ကုန်မန်းလေးတွေပါလေအဲ့မျိုးချိတ်ဆက်ပြီးမှဥမာ TikTok တို့ Facebook တို့ online ပေါ်ကနေလည်းရောင်းပါတယ်လို့ဥမာတငင်းသီးတို့နော်တငင်းသူတို့မြေဘဲတို့မိုးတို့ပေါ့ကိုရဲ့ရာသီပေါ်တီးနှံလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေလည်းအောင်မြင်အောင်လုပ်ပါတယ်လို့ဟုတ်ကဲ့ဒီ project လုပ်ငန်းလုပ်ခြင်းအပြင်ပေါ့နော်အရန်ကိုမှအကျိုးခံစားခွင့်တွေလည်းရှိတယ်ပေါ့အရင်ကဆိုအမျိုးသားတယောက်လှုပ်ရှားနေဝယ်မိခိုပြီးစားတော့ရအခုကိုပိုင်လုပ်ငန်းလေးရှိလာပြီဆိုတော့ပေါ့နော်မိဖို့ကြောင့်တုံးစေးတွေလည်းအကုန်လုံးကိုဖာမိပါတယ်တော်တော်လေးကိုအကျိုးရှိပါတယ်ကိုမီတာစုမှာဆိုရင်လည်းလေနော်ကိုပိုင်ဝင်ရလာပြီဆိုတော့ပေါ့နောက်ပြီးမှကျမအနာဂတ်တက်ကိုဘာတွေစဉ်းစားထားလဲဆိုတော့ဒီရထွက်တဲ့ຢာတွေအတီးနှံတွေကိုလည်းဒီရွာမှာလည်းကောက်နိုင်အောင်လဲလုံပြီးမှပွဲရုံအကြီးမဟုတ်ပေမဲ့လည်းပေါ့နော်ဒါပြီးမှလည်းရန်ကုန်မန်းလေးပွဲရုံတွေကိုလည်းချိတ်ဆက်ပြီးမှပို့နိုင်အောင်အထိလဲကျမတို့စူးစမ်းသွားပါမယ်လို့ကျမတို့မျှော်လင့်ထားပါတယ်ကျမတို့ဒီ project ကနေရတဲ့အတွေ့အကြုံလေးပေါ့နော်ဥပမာအရင်တော့ဆိုရင်ရွာအမျိုးသမီးတွေကြည့်ရမလားဒီအမွေဖိတင်သားတို့ဘာလို့လဲစိတ်မဝင်စားဘူးဒီသူများမတ်ဒီပေးတဲ့ငွေကိုဆိုလဲသူတို့ကစိတ်မဝင်စားဘူးအဖွဲ့အစည်းနဲ့ဆိုရင်အရင်ရှုပ်တယ်ပေါ့စကားများရလဲအဲ့လိုမျိုးတွေပြောတယ်ပေါ့နော်အခုကကျတော့ကျမတို့ကကျတော့အဲ့လိုမျိုးတွေမဟုတ်တော့ဘူးလို့အခုကကျတော့ကိုတယောက်တည်းလုပ်တဲ့အလုပ်နဲ့ဒီတငယ်ချင်းတွေနဲ့ပေါင်းပြီးမှပေါ့နော်ဒီလိုအဖွဲ့နဲ့လုပ်ရတဲ့အလုပ်ကအရန်ပြီးမှလဲစိတ်လဲပျော်ရွှင်မှုရတယ်လို့ပေါ့နော်အဲ့လိုမျိုးနောက်ဆိုလဲဒီ project တွေကအဖွဲ့အစည်းတွေလာလို့ရှိရင်လဲကိုကမနေဘဲနဲ့အမြဲတမ်းဟောကြိုဆိုပြီးတော့ကိုကဒီ project တွေကိုပါဝင်နေအောင်လုပ်ကြပါလို့အမျိုးသမီးကိုလည်းပေးချင်ပါတယ်လို့ခွန်အားပေးချင်ပါတယ်လို့ဟုတ်ကဲ့ရှင်ဒီ project ကိုလှုပ်ရှင်အားဖြင့်ကျမတို့အတွက်အကျိုးမြတ်တွေလည်းခံစားခွင့်ရပါတယ်ရှင်ပြီးလို့ရှိရင်အိမ်တုံးစိတ်တွေလည်းဖာပြီးမှတော့စီးပွားရေးတွေလည်းခြောင်လည်လာတာပေါ့အဲ့ဒါခါကျတော့အမျိုးသမီးတွေကိုလည်းကျမပြောချင်တာကတော့စုစည်းလုံးစုဒီမျိုး project တွေဝင်လာခဲ့ရင်အားလုံးပေါ့
လောက်ကင်ကြပါလို့အခက်ခဲဆိုတာတခါလေအောင်မြင်မှုလည်းဖြစ်လာတတ်တယ်ပေါ့တူဝေမနေကြပါနဲ့လို့အလုပ်ကိုလုပ်ကြပါလို့ကျွန်မပြောချင်ပါတယ်ရှင်